ကွာဒီမိမငါစိတ်ရှိလက်ရှိလှုပ်လိုက်ရတာတော့မယ်လာစမ်းပါခုလောက်တော့ကြုံညကောင်းကောင်းနားရတာပေါ့မင်းကိုကိုယ့်ရင်ထဲကစကားတချို့နည်းနည်းပြောချင်တယ်ဒီကဘာပေါ်မှာမင်းဖေမေပြီးရင်ကိုကမင်းပေါ်အကောင်းဆုံးလေမင်းရဲ့ပုံမှန်ချိန်လေးတွေကိုကိုပေါ်နည်းနည်းကောင်းသိချင်တယ်မင်းကတကူဆိုလက်ပါနေရလင်များဆိုတာရဲဘော်ရက်ပတ်လေးပြိုင်ပတ်မှမဟုတ်တာမင်းရဲ့ဒေါသစိတ်လေးကိုလည်းနည်းနည်းပြေစင်ချင်တယ်မင်းနေမကောင်းဖြစ်နေတဲ့အချိန်ကိုပဲမင်းကိုပြုတ်ပြုတ်ရတယ်မင်းအခုဆိုင်ပြုတ်တောက်ချင်တယ်ဆိုလဲကိုပဲပြုတ်ပေးတယ်လေရော့စားလိုက်အောင်ကြောင်မစားတော့မင်းကလည်းစကားနှခုံးပဲပြောရသေးတယ်တွေ့လားဆန်ပြုတ်တွေလည်းအေးကုန်တော့မှာပဲလေကိုအခုပြောတာမင်းတော့ကောင်းမှုပြောနေရလေပြီးတော့ရှိသေးတယ်တန်ရှင်းရေးပါဆိုလဲကိုအတင်းကျပ်မလုပ်ခိုင်းပါနဲ့ကိုလည်းအနားယူချိန်ရှိသေးရဲ့လေဟောကိုဟင်းဝယ်ဖို့ကိုဘန်ကပတ်စော့လေးပြောပြအောင်နော်ကိုပတ်စံနည်းနည်းလေးထုတ်ချင်လို့ကျမအနေမကောင်းဖြစ်ပြီးဖျားနေရလေတေရောမဟုတ်ဘူးတေရောမဟုတ်ဘူးအိမ်မက်ထဲမှာအပူးမက်လို့အကုန်အောလိုက်တာထွက်တာနဲ့တခြားစီနတ်တွေကိုပြောချင်တာမဆောင်ရှောက်ချင်လဲနေအိမ်မက်ထဲထိတော့အခွက်မပြောင်းနဲ့ပေါ့